ဆုံးမဘရင်မကြီးဟာကြွက်ကလေးတစ်ကောင်ရဲ့အသက်ကိုရန်ရှာဖို့စ조사နေစင်ပါပဲသူ့ရဲ့တငယ်ချင်းဖြစ်သူကအသက်ဘေးကိုမငဲ့ပဲဘရင်မကြီးရဲ့လက်ကိုအာကွန်ကိုက်ပြီးကယ်တင်ခဲ့ပါတယ်ဒေါသအချောင်းချောင်းထွက်သွားတဲ့ဘရင်မကြီးဟာကြွက်ကလေးဒီနောက်ကိုမစုံမနစ်လိုက်လံဖမ်းဆီးခဲ့ပြီးပဲသူမရဲ့လက်ဟာလီဝင်လေထွက်ပန်ကာထဲမှာညှက်သွားခဲ့ပါတယ်အဲ့ဒီအချိန်ပိုင်းလေးအတွင်းမှာပဲကြွက်ကလေးတွေဟာမိဖို့ထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဟာထွက်ပြေးရုံတည်းမဟုတ်ပဲဆုံးမတွေကိုထိုက်တန်တဲ့သင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကြွက်ကလေးတစ်ကောင်ဟာလူကိုကြွက်အဖြစ်ပြောင်းလဲစေတဲ့လူဝက်အစိပ်ပလင်းတို့ယူဆောင်လာပြီးဆုံးမတွေအတွက်ပြင်ဆင်နေတဲ့ပင်လယ်စာစုပြိုအိုးထဲကိုခိုးချဖို့ကြိုးစားပါတော့တယ်စာပုံမူရဲ့ယူတရဲ့ရောက်ရှိလာမှုကြောင့်သူတို့အတော်လေးထိတ်လန့်သွားခဲ့ရပေမဲ့ကံကောင်းစွာနဲ့ပဲတခြားမီးဖို့တစ်ခုမှမီးဟုံးဟုံးတောက်သွားတဲ့အတွက်လူတိုင်းရဲ့အာယုံကအဲ့ဒီဘက်ကိုရောက်သွားခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးကျွက်ကလေးဟာအစိတ်ဒီအားလုံးကိုစုပြိုအိုးထဲလောင်းထည့်လိုက်ပါတယ်ဘာမှမသိရှာတဲ့စွမ်းမကြီးတွေဟာအားရပါရနဲ့စုပြိုကိုတောက်သုံးနေစင်ပါနဲ့မွန်အစွမ်းတွေကစတင်ပြသလာပါတော့တယ်စွမ်းမကြီးတွေဟာတယောက်ပြီးတယောက်ကြွက်အချစ်ပြောင်းလဲသွားကြပြီးတခန်းတနာကျင်းပနေတဲ့ထမင်းစားပွဲကြီးကခဏချင်းအတွင်းမှာပဲဗျံပရဖြစ်ရက်ဆိုးကြီးတစ်ခုဖြစ်ပြောင်းလဲသွားပါတော့တယ်ကြွက်အချစ်ပြောင်းလဲသွားတဲ့စွမ်းမတွေဟာသူတို့ကိုသူတို့မထိန်ချုံနိုင်တော့ပဲတခန်းလုံးကိုဖျက်ဆီးပစ်ကြသလိုဝန်တန်းတွေဟာလည်းထိတ်လန့်တကြားနဲ့ထပ်ပြေးကြခြင်းအရာအလုံးဟာပျက်စီးဆုံးရှုံးခြင်းနဲ့အဆုံးသတ်သွားခဲ့ရပါတော့တယ်